ကျွန်တော်အရှိမနိုင်ငံခြားသွားပြီးတော့မှအလုတ်လုံမယ်ဆိုတဲ့ကောင်တွေကျွန်တော်အမြဲတမ်းဟာတာပြောလို့ရှိတယ်မင်းတို့ကအစင်မြင့်ကျွန်းသွားလို့ချင်တာပဲလို့ဘာလို့အစင်မြင့်ကျွန်းလို့ပြောလဲဆိုတော့ကိုယ်နိုင်ငံအစင်နိုင်တယ်ပေါ့ကွာနိုင်ငံခြားမှာကျွန်းသွားလို့ချင်တာအဲ့ဒီစိတ်သက်ကိုပြောချင်တာဘာလို့ဒီလိုပြောရလဲဆိုတော့မေးလိုက်တယ်လေမင်းနိုင်ငံခြားသွားပြီးတော့မှစက်ယုံတွေထောင်ပါလားလုံငယ်ရှင်ကြီးဖြစ်အောင်လုပ်ပါလားနိုင်ငံခြားသား10နှစ်ချီရတဲ့ချင်းမင်းခိုင်းပြီးလုပ်နိုင်ပါလားမလုပ်နိုင်ကျွန်းမဲသွားလုပ်မှာပဲရန်ရန်ပြောမယ်ဆိုရင်နိုင်ငံခြားကပေါက်ပေါက်မြောက်မြောက်လုံနိုင်တဲ့လုပ်ငန်းရှင်တွေဘယ်နှယောက်ရှိလဲယူရီးယားမှာဘယ်လိုရှိလဲတွိုင်းအောင်မှသူများအောင်များများပေးမှကိုကနေနေပဲစားရတာပေါ့ပေါ့တင်တင်အောင်မလုပ်ရဘူးဟုတ်တယ်ဟုတ်လိုအပ်ချက်အများကြီးရှိတဲ့မြန်မာနိုင်ငံမှာတော့မှမင်းချမ်းသာအောင်မလုပ်နိုင်ဘူးဆိုရင်နိုင်ငံခြားသွားလဲအပူပဲတားကြီးကျွန်တော်ပြောလက်ခံလားခမင်းပေါင်းကိုတွင်းလာမယ်ဝယ်မဲ့သူတွေရှိတယ်လိုအပ်ချက်တွေဒီလောက်များတာကွာစိုက်ကဲအပူပစ္စည်းတွင်းလာမယ်ဝယ်မဲ့သူတွေတပုံကြီးအိန္ဒိနာချင်းနိုင်ငံတရုတ်ရှိတယ်ဟိုဘက်ပစ္စည်းဒီမှာပဲတွင်းပြီးရောင်းဝယ်မဲ့သူတွေတပုံကြီးချမ်းသာအောင်လိုအပ်ချက်တွေအများကြီးရှိတဲ့နိုင်ငံမှာတော့ချမ်းသာအောင်မလုပ်နိုင်ရင်မင်းနိုင်ငံခြားသွားပြီးတော့မှချမ်းသာဖို့မစင်စားနဲ့ကစွန်းရက်ဆိုင်မယ်သူများ formula နဲ့ဆိုင်ရမှာတော့ညီလေးမင်းလှုပ်ချင်တိုင်းလှုပ်လို့မရအောင်နော်တိရစ္ဆာန်မွေးမြူရေးလုပ်မယ်မင်းသူများ formula အတိုင်းလုပ်ရမှာနော်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးရိုင်းရိုင်းပြောမယ်နာနာပြောမယ်လှုပ်ချင်တိုင်းလှုပ်လို့ရတာမြန်မာနိုင်ငံမှာပဲရှိတယ်လက်ခံလားဟုတ်ပြီလူနေမှုအဆင့်တန်းပေါ့ဟိုမှာကတရုတ်ငွေ600ပဲတဲ့ညီလေးမင်းဝယ်ချင်600မပြောနဲ့မင်းက900နဲ့ရောင်းပေးမယ်ညီလေးနော်ကိုကြီးတို့မြန်မာနိုင်ငံမှာစီးပွားရေးလုပ်နေတာတခြားနိုင်ငံနဲ့မတူဘူးမင်းလက်ပစ်ကူးနေတာ6လောက်ပဲရှိတယ်ဒီကကူးနေတာပင်လယ်ကြီးမင်းတဘောပေါက်လားမိပြက်ရင်တည်ထားတဲ့ထမင်းပွားစုပ်ယူရေထည့်ပြီးတော့မှဘလို့ကြက်အောင်လှုပ်ရမလဲဆိုတာဒီမှာအုံနောက်တုံပြီးလှုပ်နေရတယ်မလိုအပ်ပဲနဲ့ဆိုလာဝယ်နေရတယ်ညီလေးမတူဘူးဟုတ်လားအကြီးချိုကားတွေကိုတိန်းထောင်ကနေငါတို့ပေးပြီးမောင်းနေရတယ်မတူဘူးမင်းဟိုမှာနေရင်ဟိုကစကားပဲပြောကွန်မန့်လာမမတ်နဲ့ညီလေးတဘောပေါက်လားမင်းကူးနေတာချောင်းငါတို့ကူးနေတာပင်လဲဒါပဲပြောမယ်အာချောင်းတဲ့လူဆိုကျွန်တော်ကတိတ်ပြီးတော့ပြောချင်တယ်မလား600တယ်မင်း900နဲ့ပေးမယ်ဘောပါလားအများကြီးယူမယ်ဆိုမင်းစက်ရုံလိပ်စာပါပေးတစ်ချက်မှမစားအောင်ဝယ်စေး390ပဲနော်အဲ့ဒါကတရုတ်ပြည်မှာရှိနေတဲ့ဈေးနှုန်းညီလေးရဲ့အာတိတ်မချောင်နဲ့ line ပေါ်မှာအာမချောင်နဲ့ free ရတဲ့အာမချောင်နဲ့ internet ပေါ်မှာဒီတဲ့ဈေးပေါ်မယ်အဲ့ဒါဟိုဘက်မှာရှိတဲ့ဈေးနှုန်းမြန်မာမြေပေါ်မှာနော်ဒီလိုမျိုးရော့တခါတည်းပတ်စံပေးပြီးယူသွားအဲ့ဒီဈေးနှုန်းပြောနေတာမဟုတ်ဘူးညီလေးတဘောမလားနော်ဟိုမှာနေရင်ဟိုကပစ္စည်းပဲတောက်ဟိုကရေပဲတောက်ဟိုမှာငင်းငင်းနေဖင်သိမ့်မရနဲ့အာမချောင်နဲ့အာချောင်ရင်ကျွန်တော်တို့ကတော့ဆုံးမမှာပဲမင်းထက်လေလို့ရအောင်လုပ်ငန်းရှင်လုပ်နေတာတဘောပေါက်လားနော်